မြို့နယ်တမြို့နယ်မှာ COC တစ်ခုလောက်တော့တိဆောက်ပေးစေချင်ပါလေခင်ဗျားတို့တွေကင်ထားတာလက်နက်ဖြစ်တဲ့အတွက်နော်အဲ့ဒီထဲမှာဗျာအခုဥပမာဆိုရပါဆိုမင်းအောင်နိုင်ရအောင် PDF တစ်ဖွဲ့ကိုဖွဲ့ပြီးစေလွှတ်လိုက်မယ်တော့မင်းတို့တွေ PDF အယောင်ဆောင်လိုက်ပြီးအပြတ်မောက်တွေလှုပ်လိုက်ကဲဘယ်သူရှင်းမလဲဘယ်သူတောင်းဝင်ခံမလဲနော်ပြီးရင် PDF တွေအပြတ်မောက်လှုပ်ပါတယ်ဆိုပြီးကဘာကိုထအောင်မယ်ဘယ်သူကတောင်းဝင်ယူဖြစ်ရှင်းမလဲအခုနေတိုးနဲ့ခွေးတဲ့လိုက်ကိုကြတော့ဒီနေ့ကျတော့တော်လာရဲတွေဘက်ကနေတော့ PC လုပ်တဲ့ social punishment တွေလုပ်ဖို့ရအတွက်ပြောပြီးမှအခုဘယ်သူမှမငားချင်ကြတော့ဘူးလက်သုံးချောင်းထောင်ပြီးတိုင်းပြည်ကိုမကောင်းတဲ့ပုံစံနဲ့လုပ်ခဲ့တဲ့ဒီအမှုပညာရှင်တွေကတော့အခုဆက်လက်ပြီးတော့အမှုပညာထဲမှာပါဝင်နိုင်သေးတယ်လို့ပြောတယ်အင်တာဂျိုစင်တွေပြည်တီဦးတွေကိုလည်းရုပ်ရှင်ရိုက်ဖို့လုပ်ရမယ်တကယ်လို့ဒါသူတို့မရိုက်ဘူးဆိုလို့ရှိရင်တော့ဒီအမှုပညာရှင်ကနေနားခိုင်းရမယ်အဲ့မှာကျွန်တော်တို့ယုံကြည်ချက်ကိုတော့မစွန့်လို့နိုင်ဒီလိုဖြစ်နေတော့မှာ MDY PDF ကကြီးညာတဲ့တစ်စောင်ထွက်ပေါ်လာပါတယ်။ရောက်ပိုင်းညီနောင်တုံးဝဲTNL MNDAA ရဲ့အခင်းအကျင်းနဲ့ပတ်သက်ပြီး MNDAA ကတော့တရုတ်ရဲ့ဖိအားကြောင့်လာရှိုးပြန်ပြီးနောက်ဆုတ်ပြီးခက်အေးနေသွားကြတယ်။ဒီလိုတူတူလေးကိုနားထောင်ကြည့်ရအောင်နော်။လက်ရှိနိုင်ငံအခင်းအကျင်းကိုပြည်သူလူထုနားလည်အောင်ရဲ့ရွေးကောက်ပွဲကိုမဲပြီးမှကျွန်တော်တို့အပြောင်းလဲကိုတွားဖို့အတွက်ကိုရဲ့ကိုနေတို့အုပ်စုကအတကုံစူးစမ်းပန်းသားပြုဆောင်ပေးသွားပါတယ်။ဒါပေမဲ့တချို့ dialogue တွေလည်းခုနလူတွေနားလဲစိတ်ရလောင်းတို့ပဲကြမ်းနေတာ။ကျန်းတဲ့ခါကျတော့ပြောစရာတွေဝေဖန်စရာဖြစ်တာပေါ့တစ်ဖက်ကလည်းဝေဖန်ချင်တာစောင့်နေတဲ့အချိန်မှာတခါတည်းအုံနဲ့ချင်းကနေဝေဖန်စရာဖြစ်ပြီးတော့အခုတို့တစ်ဖွဲ့လုံးကိုလိုက်ဝိုင်းဝေဖန်နေတာတွေ့ရတယ်ဒီစက်အစိုးရဘက်ကနေရက်တည်ပြီးတော့ဒီလူပညာသူလှုပ်ရှားမှုတွေလုပ်ပေးနေတဲ့အခုကိုနေတို့အုပ်စုတစ်ဖွဲ့လုံးပေါ့နော်ခုနတစ်ဖွဲ့လုံးကိုဒီဘက်ကဘိုက်ကောနဲ့ဝိုင်းအော်တဲ့ခါကျတော့ဒီကိုနေတို့နေဝင်းတို့ပြင်းပြတို့အေးချမ်းမောင်တို့အပေါင်းလူပညာရှင်မင်းကလေးတွေရောအကုန်လုံးကိုဘိုက်ကောလုပ်တယ်လဲဆိုလို့ဆိုတော့အဲ့ဒီလူတွေနဲ့ကြော်ညာရိုက်ဖို့ဆိုပြင်ထားတဲ့ကုမ္ပဏီအချို့ကသူတို့နာမည်တော့ပဲနဲ့အခြားလူတွေနဲ့ပြောင်းရိုက်ဖို့ကြိုးစားတယ်ဆိုပြီးတော့တွေ့ရတယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့ဟိုဘက်အုပ်စုကအားနဲ့အင်းလုပ်ကြတာတွေ့ရတယ်ဆိုတော့ဒါမမျှတမှုဖြစ်တယ်ဗျကျွန်တော်ဒီစက်အနာရဲ့ပေါ်စီတွေလည်းနားလည်ပါတယ်မမျှတဘူးဥပမာဆိုကြပါစို့ဖွေးတော့မပါဘူးဗျပြည်တူးမပါဘူးဗျနော်လူမင်းမပါဘူးဗျအိန္ဒြာကျော်စင်မပါဘူးဗျသူတို့တွေပါဝင်သူ့ဆောင်ခြင်းမရှိဘူးအဘာတိပဲလေသူတို့တွေကကျတော့အဆဲမခံအောင်ဘိုက်ကောမလုပ်ခံအောင်ဆိုရင်သူတို့တွေကကြော်ညာဆက်ရိုက်ခွင့်ရပြီးတော့ဒီဘက်ကနိုင်ငံတော်ကိုကူညီပေးတဲ့လူပညာရှင်တွေကဘာလို့မလုပ်ရတော့ဆိုရင်ဘယ်လိုလုပ်လဲဒါမျှတသလားပေါ့နိုင်ငံတော်ကြီးကတွေတာဝန်ရှိသူတွေနေစဉ်းစားဖို့လိုတာကနိုင်ငံတော်ဘက်ကနေမမမဲ့ရပ်ပြီးတော့နိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်ပေးသွားတဲ့ဒီလူပညာရှင်တွေကိုလည်းကာကွယ်ပေးရမှာဖြစ်တယ်ပြီးတော့ကြော်ညာကုမ္ပဏီနဲ့ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေကိုလည်းသတိပေးရမှာဖြစ်တယ်မင်းတို့တွေဒါကတော့မင်းတို့နိုင်ငံတော်ဥပဒေကိုမင်းတို့ချိုးဖောက်နေတာဆိုတော့အသိပေးဖို့လိုတယ်ကြော်ညာကုမ္ပဏီတွေအနေနဲ့လည်းနောက်ကရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီအနေနဲ့လည်းဒီလူပညာရှင်တွေနဲ့မရိုက်ဘူးဆိုတာမျိုးလုံးမိခဲ့ရင်ခင်ဗျားတို့ကနိုင်ငံကိုခင်ဗျားတို့ကိုယ်တိုင်မှာပြန်ဖြည့်ဆည်းနေတာတော့တူတယ်ငါတို့ကြိုက်တဲ့လူတွေငါတို့ရိုက်မယ်ဆိုတဲ့စကားမျိုးပြောလို့မရဘူးဗျာဘာလို့ဒါနိုင်ငံတော်ကူညီတာဟိုပြည်ပြည့်အုပ်စုခိုင်းမှလိုက်လို့နေကြီးဆိုရင်ခင်ဗျားဗာလဲအခုနောက်ထပ်ပြည်သူတွေနောက်ထပ်အိမ်တော်ကျော်တွေနောက်ထပ်ဖွေးတွေနောက်ထပ်လူမင်းတွေထပ်မွေးထုတ်ခိုင်းလို့လားဆိုတော့နိုင်ငံတော်ကူညီမိတာနဲ့ပဲဒီမှာသူတို့လုပ်ချင်တဲ့အလုပ်ပြလူတွေမလုပ်ရတော့ဘူးဆိုရင်တော့အဲ့ဒါမမျှတဘူးဗျနိုင်ငံတော်ဆဲဆိုခဲ့တဲ့ကောင်တွေကကြတော့နိုင်ငံတော်ပုံကံခဲ့တဲ့လူတွေကြတော့အလုပ်ပြလုပ်လို့ရပြီးတော့နိုင်ငံတော်မဆဲမဆိုပုံကံမှုမလုပ်ဘဲနိုင်ငံတော်ပြန်ကူညီဖို့ကြိုးစားတဲ့လူတွေကိုအလုပ်လုပ်လို့မရအောင်ဝိုင်းပြီးတော့ဖိအားပေးရမယ်ဆိုရင်တရားမျှတမှုဆိုတာဘာလဲလို့မေးရမယ်အဲ့တော့ကြီးခဲ့တွေကလည်းအဲ့ဟာကိုကြည့်ပြီးတော့မှတင့်တော်တို့ပြန်စီစဉ်ပေးဖို့တော့လိုတယ်တင့်တော်တို့စဉ်းစားပေးဖို့တော့လိုတယ်နော်ကြော်ညာကုမ္ပဏီတို့လည်းခေါ်ပြီးရုပ်ရှင်ထုတ်လုပ်ကုမ္ပဏီလည်းသိပေးရမယ်မင်းတို့တွေနော်ဆိုတာမျိုးပြောဖို့လိုတယ်အဲ့မှာပြည်သူတို့အေရောကျော်စင်တို့ကိုဖွေးတို့လူမင်းတို့ခေါ်ပြီးစကားရိုက်လိုက်သူတို့မရိုက်ပေးဘူးဆိုရင်โอเคမင်းတို့ပြန်မလုပ်နဲ့တော့ပြီးတော့ပိတ်ပလိုက်အေးရောဘာလို့ဆိုအဲ့ဒါမှမျှတာဆိုတော့အခုဒီဗီဒီယိုထဲမှာကျတော့အားလုံးကြားရတဲ့အတိုင်းပဲကျော်မျိုးမင်းကတော့သူ့အချိန်ပြည့်ဒီရုပ်ရှင်မင်းသားမင်းသမီးတွေလည်းနိုင်ငံတော်အတွက်အကျိုးပြုရမယ်တော့အရန်ပြောတဲ့နည်းတူပဲအခုအနုပညာရှင်တို့ခေါ်တော့အပေါ်စားခွဲခောက်ဒီကတော့အခုစစ်ခွေးတွေရဲ့ lobby ဆက်ကလည်းရိုက်ပြီးမှပြလိုက်ရောကျတော့တော်လိုင်းရေးတွေဘက်ကနေတော့နော် BC လောက်လိုက်တယ် social punishment တွေလောက်လိုက်တဲ့အခါမှာသူတို့ကိုခေါ်ပြီးမှကြောညာရိုက်မယ်ဆိုပြီးမှကန်လန်းထားတဲ့သူတွေလည်းအခုသူတို့နဲ့မရိုက်တော့ဘူးတခြားလူတွေနဲ့ရိုက်မယ်ဆိုပြီးမှဖြစ်ပေါ်လာခဲ့ပြီဆိုတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့အရင်တော့ကတော့လက်သုံးချောင်းထောင်ပြီးတော့စစ်ခွေးတွေကိုမလို့ချင်ဘူးဒီမိုကရေစီကိုလိုချင်ပါတယ်ဆိုပြီးမှလက်သုံးချောင်းထောင်ပြီး21မှာလုတ်ခဲ့ပေမဲ့အခုဘောလိုက်မနေရတဲ့အမှုပညာရှင်နဲ့ပတ်သက်ပြီးတော့ PDF အဖွဲ့9ဖွဲ့ကနေမှထုတ်ပြန်ချက်အခုကိုထုတ်ပြန်ထားတဲ့ခွဲခောက်စာအမှုပညာရှင်တွေဟာအခုဒီလိုမျိုးစစ်ခွေးတွေရဲ့ဘောမှာပြီးတော့ lobby ဇက်ကားတွေကိုရိုက်ပေးတဲ့အတွက်ကြောင့်ပြင်းထန်အရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုစာထုတ်ထားတာကိုတွေ့ရတယ်တကယ်ဆိုလို့ရှိရင်ဒီအမှုပညာရှင်လို့ခေါ်တော့အပေါ်စားတွေဟာဒီနေ့မြန်မာနိုင်ငံကိုစစ်ခွေးတွေဘယ်လိုလုပ်နေတယ်လဲဆိုတာနင့်တို့မမြင်ဘူးလားအခုကလေးတငယ်ဒီကြောင်းတက်နေတဲ့အချိန်မှာကြောင်းတွေကိုဘုံကျဲတယ်မင်္ဂလာဆောင်ပွဲတွေကိုဘုံကျဲတယ်အလူဒီလုပ်နေတဲ့နေရာတွေမှာဘုံကျဲတယ်ဘာသာရေးကြောင်းတိုင်းကိုလည်းဘုံကျဲတိုက်ခိုက်နေတယ်ဆိုတာကိုနင့်တို့ကမမြင်လို့ဒီနေ့စစ်ခွေးပဲရပ်ပြီးမှနင်တို့က lobby လုပ်ပေးရသလားအခုဒီရွေးကောက်ပွဲကလည်းတရားမျှတမှုရှိသလားမရှိဘူးလားနင်တို့မှာခွဲဝေနိုင်တဲ့အစွမ်းအစတွေနင်တို့စီမှာမရှိကြဘူးလားဘောမရင်ရပြီလို့နင်တို့ထင်နေကြသလားဒီနေ့နင်တို့ social media တွေတလောက်ကိုင်းတယ်ဒီနေ့စစ်ခွေးတွေပြည်သူတွေကိုဘုံကျဲတိုက်ခိုက်နေတဲ့မြို့ရွာတွေကိုဖျက်ဆီးနေတယ်ဆိုတဲ့ဥစ္စာတွေနင်တို့ရဲ့အသွေးအခေါ်ထဲမှာမရှိကြဘူးလားစစ်ခွေးတွေကပြောတယ်စစ်ခွေးကိုထောက်ခံနေတော့သူစစ်ခွေးဘက်ကိုရက်တဲ့သူတွေကအယမ်းများတယ်လို့ပြောတယ်ဆိုတော့ဒီနေ့ကျတော့တော်လန်ရေးတွေမထောက်ခံတော့ဘူးဆိုလို့ရှိရင်ဘာကြောင့်နင်တို့ကကြောက်ကြတယ်လဲမနေ့ညလေးကျတော့တခါပြောပြီးပြီနော်ကျတော့ပြည်သူလူထုတွေ
ထောက်ခံပေးလို့ကျတော့ပြည်သူလူထုဒီအားပေးခဲ့တဲ့အတွက်ကြောင့်ဒီအမှုပညာရှင်တွေထဲမှာတချို့ကတော့ချမ်းသာတဲ့မိသားစုကနေလာခဲ့တယ်လို့တချို့တော့အမှုပညာရှင်တွေဟာဆင်းရဲတဲ့နော်တာမန်မိသားစုကနေမှလာခဲ့ကြတယ်ဒါပေမဲ့ဒီနေ့ပြည်သူလူထုဒီဘက်ကနေမှဆင်းရဲချမ်းသာမရွေအားလုံးကနင်တို့ကိုထောက်ပံ့ခဲ့လို့နင်တို့ဒီနေ့တိုက်တဲ့ကားတွေနဲ့ဒီလိုမျိုးအဆင့်တန်းနဲ့နေနိုင်ခဲ့ကြတယ်တချို့အကယ်ဒမီတွေရလာတယ်တချို့ကျတော့ရှင်တော့အကယ်ဒမီတော့မရသေးဘူးနာမည်တွေကြီးလာခဲ့တယ်နင်တို့တွေကိုသူများတွေကပတ်စံတွေအများကြီးပေးမှနင်တို့ကိုငားကြတယ်နင်တို့ပတ်စံဘလောက်ပဲရပြည်သူတွေနင်တို့ရဲ့အကျိုးကိုခံစားရတာမဟုတ်ဘူးပြည်သူတွေကြောင့်တိုင်ပဲနင်တို့ဒီဘဝကိုရောက်နေကြတာနင်တို့အဲ့ဘဝကိုရောက်လို့ပြည်သူတွေကထမင်းတနတ်ပို့စားရတာမဟုတ်ဘူးဆိုတော့ဒီနေ့နင်တို့ဟာဒီလောက်ထိနင်တို့ကိုထောက်ခံပေးတယ်နင်တို့ကိုချစ်နင်တို့ဒီဘဝကိုရောက်လာအောင်မြန်မာတပြည်လုံးနင်တို့ကိုသိလာအောင်ဒီလောက်အထိလှုပ်ပေးခဲ့တဲ့ပြည်သူလူထုဒီကိုတက်ဖြတ်နေတဲ့ခွေးတွေကိုနင်တို့ကထောက်ခံပြီးတော့ခွေးတွေအတွက်နင်တို့ကလော်ဘီလုပ်ပေးနေတယ်နင်တို့ကပြောမယ်ဒါကတော့ရွေးကောက်ပွဲတွေပဲလို့ပြောလိမ့်မယ်ဒါပေမဲ့အခုဒီရွေးကောက်ပွဲမှာတက်မဲ့ပါတီတစ်ခုတိုင်းကိုကြည့်လိုက်ပါသူတို့ဒီကတော်လန်ရဲတွေကိုထောက်ခံနေသလားတော်လန်ရဲတွေကိုစန့်ကျင်နေတဲ့ပါတီဒီလားဆိုတာကိုနင်တို့မဝေခွဲတတ်ဘူးလားအခုဒီရွေးကောက်ပွဲဟာခါတိုင်းနဲ့မတူဘူးတကယ်လို့ဒါသူတို့ဘက်ကနေမှတမာတမတ်ရှိတယ်ဆိုလို့ရှိရင်ဒီနေ့တကဘာလုံးလဲထောက်ခံမှာပေါ့အာဆီယံကိုလည်းခွေးကြဖို့မတက်ရဘူးဆိုတာလည်းနင်တို့မသိဘူးလားအခုဒီအာဆီယံကနေတော့မှစုခွေးတွေရဲ့ရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးလို့လည်းအာဆီယံဒီပြောထားတယ်နင်တို့မှအဲ့လောက်တော့မှအုံနောက်မရှိကြဘူးလားကျော်မျိုးမင်းကလည်းဘာခလောက်ဆန်သေးတယ်လဲဆိုတော့အခုဒီရုပ်ရှင်ထဲမှာဖွေးဖွေးတွေအင်ဒရာဂျိုစင်တွေနော်ပြေတီဦးတို့အခုဦးလူမင်းတို့မပါဘူးအခုနေတိုးနဲ့ခွေးတိုက်ကိုကြတော့ဒီနေ့ကျတော့တော်လိုင်းရဲတွေဘက်ကနေတော့ PC လောက်တဲ့ social punishment တွေလုပ်ဖို့ရတော့ပြောပြီးမှအခုဘယ်သူမှမငားချေကြတော့ဘူးလက်သုံးချောင်းထောင်ပြီးတိုင်းပြည်ကိုမကောင်းတဲ့ပုံစံနဲ့လုပ်ခဲ့တဲ့ဒီအမှုပညာရှင်တွေကတော့အခုဆက်လက်ပြီးတော့အမှုပညာထဲမှာပါဝင်နိုင်သေးတယ်လို့ပြောတယ်အင်တာဂျိုစင်တွေပြေတီဦးတွေကိုလည်းရုပ်ရှင်ရိုက်ဖို့လုပ်ရမယ်တကယ်လို့ဒါသူတို့မရိုက်ဘူးဆိုလို့ရှင်တော့ဒီအမှုပညာရှင်ကနေနားခိုင်းရမယ်အဲ့မှာပဲတရားမျှတမယ်လို့ပြောတယ်ဒီလောက်အထိတရားမျှတမှုလိုချင်တယ်ဆိုလို့ရှိရင်အခုနင်တို့ရုပ်ရှင်ပြန်ရိုက်တဲ့ခါမှာလေမြန်မာနိုင်ငံမှာရှိတော့လူချမ်းရောလူနုဒီရောအငိမ့်ဒီရောမငိမ့်တာဒီရောအားလုံးဇက်ပို့ဇက်ရန်ဒီရောအစ TikTok ဆယ်လီဒီ Facebook ဆယ်လီဒီ YouTube ဆယ်လီဒီအားလုံးကိုပါအကုန်ထိပ်ပြီးမှရိုက်အဲ့ဆိုမှပဲတရားမျှတမယ်ဒီ၄ယောက်ပဲပါလာပြီးမှပဲမျှတမှုကိုတော့မရဘူးဆိုတော့အခုဒီဖွေးဖွေးတွေအင်တာဂျိုစင်တွေပါတယ်လို့ပဲမြန်မာနိုင်ငံမှာရှိတော့တစ်ခါပဲဖြစ်နှစ်ခါပဲဖြစ် TV screen ပေါ်မှာပါဝင်ဖို့တော့သူတွေအားလုံးကိုခေါ်ရမယ်အဆိုတော်လေးလည်းပါရမယ်အကုန်တရုပ်ဆောင်အမှုပညာပဲဖြစ်အဆိုတော်အမှုပညာရှင်တွေဖြစ်အမှုဆိုတဲ့နာမည်ပါတဲ့သူတွေအားလုံးကိုနင်တို့ခေါ်ရိုက်ပါအဲ့ချိန်ကြမှာပဲတရားမျှတမှုရှိလိမ့်မယ်နော်ပြီးလို့ရှိရင်အခုဒီထဲမှာကျော်မျိုးမျိုးဘာထပ်ပြန်ပြောထားတယ်လဲဆိုတော့အခုဒီလိုမျိုးတိုင်းပြည်အတွက်အကျိုးပြုတဲ့အရာအစိုးရတွေအတွက်အကျိုးပြုတဲ့အရာကိုလှုပ်ဆောင်တဲ့သူတွေကိုကြော်ညာတွေမရိုက်တော့ဘူးဆိုလို့ရှိရင်တော့အစိုးရလို့ခေါ်တော့ခွေးတွေကိုသူကဘာထပ်မြောက်ပေးတယ်လဲဆိုတော့အခုဘောမအမှုပညာရှင်တွေကိုကြော်ညာတွေရုပ်ရှင်တွေမရိုက်ပေးတဲ့သူတွေကိုခေါ်ပြီးမှကြော်ညာတွေရုပ်ရှင်တွေခေါ်ရိုက်ဖို့အတွက်ပြောရမယ်လို့ပြောတယ်ဒိန်းတောင်ပြောတယ်လို့တကယ်လို့များသူတို့ကိုခေါ်ပြီးမှရိုက်လိုက်တယ်မပေါက်ဘူးရိုက်တဲ့သူတွေလည်းပက်ဆန်တိတ်နဲ့ပဲရိုက်တာမဟုတ်ဘူးပက်ဆန်တိတ်ထောင်ချီပြီးမှရိုက်ထားတာတကယ်လို့သူတို့ဒီရှုံးသွားတယ်ဆိုလို့ရှိရင်နင်တို့ရောပေးမလားဘာကြောင့်လဲဆိုတော့သူတို့ကပြည်သူဒီကိုဇော်ကားခဲ့တယ်ပြည်သူဒီဆိုတဲ့ဒီနေ့ကျတော့တော်လာရဲတွေမထောက်ခံရင်နင်တို့ဘဝကအချီးနီးတက်ပဲဒီနေ့ပြည်သူလို့ခေါ်တော့တော်လန်ရဲတွေထောက်ခံမှပဲနင်တို့ရဲ့ဘဝဟာသမင်းပုံမှန်စားနိုင်ရတဲ့ဘဝဖြစ်တယ်ဒီလိုမျိုးနင်တို့ကခေါ်ပြောတယ်ဆိုကြတဲ့ကတော့နင်တို့ပြောတော့ဒီမိုကရေစီဆိုသူတို့ခေါ်ချင်တဲ့သူကိုခေါ်လိမ့်မယ်ရုပ်ရှင်ရိုက်တဲ့သူပဲဖြစ်ကြော်ညာရိုက်တဲ့သူပဲဖြစ်ပိုစတာလုပ်တဲ့သူပဲဖြစ်သူတို့လည်းစီးပွားရေးလုပ်တာသူတို့ရဲ့စီးပွားရေးအောင်မြင်ဖို့ရတဲ့သူတို့ကြိုက်တဲ့သူကိုငားပါလေနင်တို့ဘက်ကနေမှဒီလူကိုငားပါဟိုလူကိုမငားရဘူးလို့နင်တို့မှချုပ်ချယ်ပိုင်ခွင့်မရှိဘူးပြီးလို့ရှိရင်လည်းအခုဒီအင်တာဂျိုစင်တွေပြည်တီဦးတွေကိုလည်းစစ်ခွေးတွေနဲ့ပတ်သက်တဲ့ lobby ကားတွေကိုရိုက်ပေးပါမရိုက်ဘူးဆိုလို့ရှိရင်အမှုပညာရှင်ကနေနားရမယ်လို့ပြောတဲ့ခါမှာဒီအမှုပညာရှင်ဆိုတဲ့ခြေလမ်းကိုလမ်းတဲ့ခါမှာငါတို့ကတော့စစ်ခွေးတွေခေါ်တဲ့အခါတိုင်းမှာရုပ်ရှင်ရိုက်ပါမယ်စစ်ခွေးတွေအတွက် lobby ရုပ်ရှင်ကားတွေကိုရိုက်ပေးပါမယ်လို့သူတို့ကနေမှသဘောတူညီချက်တွေနင်တို့နဲ့လှုပ်ထားခဲ့လို့အခုနင်တို့ကဒီစကားပြောသလားမဟုတ်ဘူးဒီနေ့သူတို့ဒီနေရာကိုရောက်ဖို့အတွက်ခက်နဲ့ရောက်လာခဲ့တဲ့ခါမှာနင်တို့ဘာကူညီခဲ့တယ်လဲနင်တို့နဲ့လည်းဆိုင်မထိုးထားဘူးဒါကြောင့်သူတို့ရိုက်ချင်ရိုက်မယ်မရိုက်ချင်မရိုက်ဘူးနင်တို့ဘက်ကနေမှအာနာပြနေစရာမလိုဘူးအခုဒီလိုမျိုးခလောက်ဆန်တဲ့အလုပ်တွေဆိုလို့ကြော်မျိုးမြအရန်လုပ်တတ်တယ်ဆိုတော့အခုဒါကိုထပ်မပြောခင်ဗီဒီယိုတော်လေးတစ်ခုကိုပြန်ကြည့်ရအောင်နားထောင်ကြည့်အောင်နော်ပုံမှန်လေးပြောရရင်အပြောင်းလဲခဏတောင်မှစိတ်ရိုင်သွားတဲ့သဘောမျိုးပေါ့အခုဒီထဲမှာချူလေးပါပြောသွားလဲ
အပြောင်းအလဲတစ်ခုပေါ်မှာစိတ်ရိုင်သွားတဲ့သဘောဖြစ်တယ်တဲ့သူနည်းသူပဲဘောမနေတိုးနေတကွာ lobby ရုပ်ရှင်ကားထဲမှာပါဝင်နေတော့ဘောမတွေအားလုံးကလည်းနော်အပြောင်းအလဲတစ်ခုမှာစိတ်ရိုင်သွားတဲ့အတွက်အကြောင်းခွေးကြဝက်ကြကြသွားတယ်လို့ပဲခံယူလိုက်ပါနော်ဒီနေ့ကျတို့တော်လာရဲဒီကတော့ဘယ်တော့မှခွတ်လွတ်တော့မှာမဟုတ်ဘူးတခြားနေရာမှာကျတို့ခွတ်လွတ်နိုင်ပေမဲ့ဒီနေ့တော်လာရဲကိုထိပါလာတဲ့အရာတွေအားလုံးဒီနေ့ကျတို့တော်လာရဲဒီကိုစော်ကားတာမျိုးတွေကျတို့ပန်းတိုင်ကိုပြဲနေတဲ့လမ်းထဲမှာခလုတ်ဖြစ်နေတော့ရှိနေတဲ့သူတွေအားလုံးကိုတော့ကျတို့ရှင်းပြရမှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်ဆိုတော့အခုဒီထဲမှာကြုံမျိုးမြင့်ဆက်ပြောသွားတဲ့ဥစ္စာကဘောမအမှုပညာရှင်တွေအတွက်လည်းတခုခုစဉ်းစားပေးဖို့လိုအပ်တယ်လို့သူ့ရဲ့ဘောပိုင်ရှင်တို့တောင်းလျှောက်တဲ့အခါမှာဒါတိတ်ကောင်းတယ်သူတို့ကတော့နော်ပတ်စံရတယ်ဆိုလို့ရှိရင်ဘာမှမဆိုလောက်ကြတဲ့အတွက်ကြောင့်ခွေးချပူရဲ့အိမ်ရှိတွေမှာလေစင်ကြီးထိုးပြီးမှသူတို့ကိုလည်းအမတေးဥဆောင်ထားခိုင်းပါလားနော်သူတို့ကပတ်စံတာပေးလို့ရှိရင်ဘာမှမဆိုလောက်တယ်အဲ့လောက်ထိပေါ်တာဂျပူရဲ့အိမ်ရှိထဲမှာစင်ထိုးပြီးမှတရုတ်ဆောင်ထားခိုင်းပေးလိုက်ပါလားဒါတော့အဆင်ပြေဒီမှာလေဘု து အတွက်လည်းအနောက်ရှက်ဖြစ်မနေတော့ဘူးနော်ပြည်သူတွေအားလုံးကြားမှာပြောရှိကြပါစေကျွန်တော်တို့ယုံကြည်ချက်ကိုတော့မစွန့်လို့နိုင်ဒီလိုဖြစ်နေတော့မှာ MDY PDF ကကြီးညာချက်တစ်စောင်ထွက်ပေါ်လာပါတယ်ရောက်ပိုင်းညီနောင်တုံးဝဲTNL MNDAA ရဲ့အခင်းအကျင်းနဲ့ပတ်သက်ပြီး MNDAA ကတော့တရုတ်ရဲ့ဖိအားကြောင့်လာရှိုးပြန်ပြီးနောက်ဆုတ်ပြီးခက်အေးနေသွားကြတယ်အာရခတ်တပ်တော် AA ကတော့ရခိုင်ပြည်နယ်သိမ်းတိုက်ပွဲနဲ့တိုင်းတုံးတိုင်းစစ်မျက်နှာကြီးအဲ့ဒီမှာ ASA RSO ကိစ္စတွေနဲ့ရိုဟင်ဂျာအရေးကိုခေါင်းစဉ်တင်ပြီးအာရခတ်တပ်တော် AA ရဲ့စီရေးနိုင်ရေးကိုချိုးဖျက်နေကြတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဟိုဘက် LK review မှာပြောမယ် TNL ကတော့အခုမိုးမိတ်ကိုပြန်ပေးမယ်ဆိုတဲ့နောက်ဆုံးသတင်းကြားရတယ်အဲ့တော့ဒီအချိန်မှာမျိုးတော်လိုင်းရေးဆိုတာကလေ EAO တွေအားကိုးပြီးမှတိုက်နေဆိုပြီးဆုံးဖြတ်ခဲ့တဲ့တိုက်ပွဲတော့မဟုတ်ဘူးဗျတိုင်းသား EAO တွေကကျွန်တော်ရဲ့ညီအကိုတွေဖြစ်တယ်မိတ်ဖက်တွေဖြစ်တယ်သူတို့လုံနေတယ်သူတို့အခက်ခဲကိုသူတို့ဖြည့်ရှင်းနေကြတယ်သူတို့ကူညီမှုကိုကျွန်တော်တို့အတိမတ်ပြုကြရလိမ့်မယ်ကျွန်တော်တို့ကလည်းကျွန်တော်တို့အလုပ်ကိုကျွန်တော်တို့ဆက်လုပ်ရလိမ့်မယ်ကိုအားကိုရမယ်ကျွန်တော်တို့ဆက်တိုက်လို့ကျွန်တော်တို့နိုင်အောင်တိုက်ရမယ်အနိုင်ရဖို့တော့အကောင်းဆုံးပြင်ဆင်ရမယ်ကျွန်တော်တို့ရှုံးခဲ့ရင်တော့တတရရနေတဲ့ EAO တွေတတရရဆက်နေလို့မရဘူးဆိုတာဒီ EAO တွေကောင်းသိပါတယ်စစ်တဘောတရားရအစုပ်တဲ့အဖိဖို့တွေကစားနေတာကိုလည်းကျွန်တော်တို့နားလေကြရလိမ့်မယ်ဒီຫນွေဦးတော်လိုင်းရေးဟာကချင်အတွက်ကရင်အတွက်မွန်အတွက်ပလောင်အတွက်တအောင်းအတွက်တိုက်နေတဲ့လူမျိုးတစ်မျိုးတဲ့အတွက်တိုက်နေတဲ့တိုက်ပွဲမဟုတ်ပါပြည်သူလူထုတရက်လုံးတိုင်းသားပြည်သူလူထုတရက်လုံးလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်အဲ့တော့ MDY PDF ရဲ့ကြီးညာချက်ကိုကျွန်တော်အခါဖတ်ပါတယ် MDY PDF ကထိချုပ်ထားတဲ့နေမြေတွေကိုအသက်ပေးခုခံကာကွယ်သွားမည်ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ပါတယ်ဒါလာရှိုးနဲ့လုံးဝမတူတဲ့စစ်ရေးအခင်းချင်းတစ်ခုဖြစ်ပါတယ်လာရှိုးကိုပြန်လဲပေးရလိုက်တဲ့အချိန်မှာတော့ကဘယ်တပ်ဖွဲ့မှာခိုင်မာခုခံကာကွယ်မယ်လို့မထုတ်ပြန်ရဲကြဘူးတကူမိုးကုတ်မြေမှာ MDY PDF PLA BBLA မိုးကုတ် view ဟာ MDY PDF ဆိုတဲ့တက်တော်ကြီးရှိတယ်ငါတို့ပိုင်တက်ကြော်တွေမဟုတ်ဘူးငါတို့ရဲ့အစွမ်းဆောက်ပြနိုင်လိမ့်မယ်တကြရလိမ့်မယ်ဆိုတဲ့သတင်းစကားကြေညာချက်နဲ့အတူထွက်ပေါ်လာပါတယ်ဒါကြောင့်မို့မိုးကုတ်မြို့ကို MDY PDF နဲ့ PLA BBLA မိုးကုတ် view ဟာအဆရှိတဲ့တက်တွေကထိန်းချုပ်နိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒီနေရာမှာတခုမျှော်လင့်မိတာက KIA ပါ KIA ဖြစ်ပါတယ်။ရေဦးတော်လည်းရေးပါတအူးကနေမမရက်တီပေးနေတာ KIA AA ဒါတွေလည်းအဓိကပါဝင်ပါတယ်။ဆိုတော့စီရေးပိုင်းမှာ KIA ကိုဥဆောင်ခွင့်ပေးဖို့လိုပါတယ်။မိုးကုတ်တကြောဖော်ရောလန်းဆောင်မိုးကုတ်မန္တလေးပေါ့နော်။မန္တလေးတိုင်းတကြောကဖော်ရောလန်းဆောင်ကအဖြစ်ပြက်မျိုးနောက်တစ်ခါမဖြစ်စေချင်ပါဘူး။အဲ့ဒီမှာအန်ယူဂျီအမူတွေကတရင်တပ်ဖွဲ့9လောက်ဘယ်လောက်တဲ့တရင်နေရှိတယ်ဖော်တော်လန်းဆိုဘာကြောင့်လက်လွတ်လိုက်ရလဲဆိုတာကိုသူတို့ကိုယ်တိုင်သိပါလိမ့်မယ်ကျွန်တော်တို့ဒီအချိန်မှာမပြောချင်ဘူးနော်အဲ့တော့ဒီနေရာမှာဒီနေ့မှာ MDY PDF အပါဝင်မိုးကုတ်မှာအခြေစိုက်ထားတဲ့တပ်တွေဟာမိုးကုတ်ကိုပြန်လဲသိမ့်ပိုက်ထိန်းချုပ်နိုင်ကြောင်းပြသရမယ်ပွဲဖြစ်ပြီးလုတ်ကိုလုတ်လိမ့်မယ်လို့လည်းခင်ဗျားတို့ယုံကြည်ပေးပါဗျာသူတို့နဲ့အတူကျွန်တော်တို့ရက်တီကြရပါလိမ့်မယ် TNL နေနဲ့လည်းစုပ်သွားပါမောင်ချိုတီဘောလုံးကလို့တော့လမ်းပြသလိုမစုပ်ပါနဲ့ဒီသတင်းတွေကိုကျွန်တော်တို့သိပါတယ်မပြောသင့်မပြောအပ်လို့မပြောတာဖြစ်ပါတယ်တရုတ်ရဲ့ဖိအားကြောင့်အကြောင်းကြောင့်စုတ်ခွာသွားမယ်ဆိုရင်စုတ်သွားလိုက်ပါကျွန်တော်တို့ရအောင်ထိန်းချုပ်မယ်ဖက်စစ်တပ်ကိုလမ်းပြသလိုကာပြီးတော့ဝင်ခွင့်မပေးပါနဲ့နောင်ချိုတီဘောကိစ္စတွေမှာစုတ်သွားတဲ့အချိန်မှာလမ်းပြသလိုခေါ်ထည့်လာတာမျိုးတွေကျွန်တော်တို့မသိဘူးမထင်ပါနဲ့ဒီတဝဲကကျွန်တော်တို့တိုက်မှာဖြစ်ပါတယ် MDY PDF ပါဝင်ကျွန်တော်တို့ PDF တွေ
မိုးကုတ်ကိုပြန်မပေးနိုင်တိတ်ကြခင်ရပဲမြင်းညံဘလက်တိုက်က MD တပ်ဖွဲ့ကလည်းမိုးကုတ်သားတွေနဲ့အတူရှိမယ်ဆိုတဲ့တရင်စကားထွက်လာပါတယ်ဒီဘွဲကငါတို့မတိုက်ချက်မယ်ငါတို့ခုခံနိုင်စွမ်းနဲ့ငါတို့ရဲ့ခွန်အားတကူကိုပြမယ် MDY PDF PLE BBLA မိုးကုတ်ပြူကအစားရှိတဲ့မိုးကုတ်တခွင်မှာအခြေစိုက်နေတဲ့ကျွန်တော်တို့တော်လိုင်းရေးတပ်သားတွေနဲ့ပြည်သူလူထုနဲ့တသားလေးရက်ပြီးမိုးကုတ်မြို့ကိုလုံးဝထိန်းချုပ်နိုင်ကြောင်းကျွန်တော်တို့ပြရမယ်ပွဲဖြစ်ပါတယ်လွဲမတဲ့အပြစ်တင်တန်းတွေအစားအပေးနှစ်သိမ့်ပြီးအတူလက်တွဲခေါ်မဲ့စကားတန်တွေဒီအချိန်မှာခွန်အားတွေဒီအချိန်မှာလိုအပ်ပါတယ် MDY PDF ဟာမိုးကုတ်မြို့သေးတိုက်ပွဲမှာ TNL နဲ့အတူဆင်နွှဲခဲ့ပြီးကြာဆုံးခဲ့တဲ့ရဲဘော်တွေအများပြားရှိပါတယ်သူတို့ဒီအချိန်မှာအန်ကျိတ်ပြီးမျက်ရည်တွင်တွင်စီးကြနေပါတယ်အသက်ပေးပြီးတိုက်ခဲ့တဲ့တိုက်ပွဲတစ်ခုမိုးကုတ်မြို့သိမ်းတိုက်ပွဲမိုးကုတ်မြို့ကပြည်သူလူထုတွေဟာတောင်းဖျားကြိုးစိုးခဲ့ကြတဲ့ပြည်သူလူထုတွေထိကြိုက်နာကျင်သိဆုံးခဲ့ကြရတယ်ဒီအတွက်လွယ်နဲ့တော့စပယ်တွေမပွင့်ဘူးကွာငါတို့ပူပေါင်းတက်တွေ PDF တွေမိုးကုတ်ကိုပြန်လဲထိန်းချုပ်နိုင်လိမ့်မယ်လို့တက်တည်ပြမယ်ပွဲအတူရက်တီပါအတူတိုက်ပွဲဝင်ပါတယောက်နဲ့တယောက်ဖေးမခွန်အားပေးရင် TNL ခင်ဗျာစုတ်သွားလိုက်ပါလမ်းပြတယ်လို့မစုတ်ပါနဲ့လို့ကျွန်တော်ပြောရင်းမိုးကုတ်မြို့ကို MDY PDF နဲ့ PLA BBLA မိုးကုတ်ပြူကအစရှိတဲ့ကျွန်တော်တို့ပြည်သူတော်လှန်ရေးကာကွယ်ရေးတပ်တွေကထိန်းချုပ်ခုခံထားလိမ့်မယ်လို့ရှုံကိုယုံကြည်ပေးပါနောက်ရှုံနေလားအားလုံးကျေးဇူးတင်ပါတယ်ဒါကတော့နေပြည်တော်ကမဲဆန္ဒနယ်တွေမှာအငိမ့်စားဗိုလ်ချုပ်ကြီးတွေရွေးကောက်ပွဲဝင်ပြိုင်ကြဖို့ရှိပြီးစစ်ရုံးရှိတဲ့နေရာလဲဖြစ်လို့အခြားမဲဆန္ဒနယ်တွေတဲ့အနိုင်ရဖို့မျှော်လင့်စရာရှိနေပါတယ်အစင်လာအဖြစ်နေပြည်တော်မှာစစ်ဗိုလ်ချုပ်တွေရွေးကောက်ပွဲဝင်ပြီးတမရနဲ့လွှတ်တော်ဥက္ကဋ္ဌလို့အရေးကြီးတဲ့နေရာတွေရခဲ့ဘူးပါတယ်အခုလာမယ့်ရွေးကောက်ပွဲမှာလည်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့လူယုံအငိမ့်စားဗိုလ်ချုပ်ကြီးအောင်လင်းတွင်းနဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌဦးခင်ရီတို့ကနေပြည်တော်ကဝင်ပြိုင်မှာဖြစ်ပါတယ်အမတ်10ယောက်ရွေးကောက်ခံရမယ့်နေပြည်တော်မှာ USDP ကနေအငိမ့်စားစစ်ဗိုလ်ချုပ်10ယောက်ထိဝင်ပြိုင်တာတွေ့ရပါတယ်စစ်ရုံးနဲ့အစိုးရရုံးဆိုင်ရာနေပြည်တော်မှာအစိုးရဝန်ထမ်းတွေမဲပေးကြမှာဖြစ်ပြီးစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လဲဇေယျတီတီမဲဆန္ဒနယ်ကနေမဲပေးနေကြဖြစ်ပါတယ်တော့ဒါကတော့အားလုံးတိတဲ့အတိုင်းနေပြည်တော်မှာတက်နေဆိုပြီးတော့သူတို့တကယ်အခိုင်အမာကောင်တွေပေါ့ခေါင်းပေါင်းတွေပေါ့ဝင်ရောက်ရှင်းပြိုင်တာဖြစ်ပါတယ်အခုလည်းအဲ့ဒီကနေခင်ပါဝင်ဒီကြက်ဖို့မှာအငိမ့်စားယူထားတယ်ဆိုတော့နော်ဒီအငိမ့်စား10ယောက်အထိဝင်ပြိုင်မှာဖြစ်ပါတယ်အဲ့တော့ဘလို့ဖြစ်ဖြစ်လက်ရှိရွေးကောက်ပွဲကသူတို့ဘက်ကပြောသလိုဗျတယောက်တည်းဖဲချိုးတယ်တယောက်တည်းကလပ်ဖန်ထိုးတယ်တယောက်တည်းဖဲဝေတယ်တယောက်ပဲတိုင်ကင်တယ်တယောက်ပဲစားတယ်လို့နော်သူတို့ကသူတို့လှုပ်ချင်တာလှုပ်နေတဲ့ရွေးကောက်ပွဲရှင်းပြောရင်ပြည်သူအများစုကတော့ဒီရွေးကောက်ပွဲကိုလက်မခံဘူးတရားဝင်မှုလည်းမပေးထားတာအားလုံးတိပဲဖြစ်ပါတယ်အခုပြည်သူတင်လားဆိုတော့မြန်မာပြည်သူနဲ့တစ်ထက်တည်းကမ္ဘာနိုင်ငံကောင်းဆောင်အားလုံးကလည်းလက်ရှိအာဆီယံအပါအဝင်မြန်မာနိုင်ငံမှာလက်ရှိအာဏာသိမ်းထားတဲ့အကြမ်းဖက်ကောင်တွေပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုကဘာကပါလုံးဝလက်မခံတာအားလုံးအထိပဲဖြစ်ပါတယ်အဲ့တော့ဒီကောင်တွေကတော့ဒီအတူရောင်ရွေးကောက်ပွဲကနေတရားဝင်မှုရအောင်သူတို့လည်းသူတို့အစွမ်းရှိတဲ့လောက်စူးစမ်းနေတာဖြစ်တဲ့အတွက်ကျွန်တော်ပြည်သူတွေအနေနဲ့ကလည်းမပေါ့ဘဲနဲ့စီစီလုံးလုံးညီညွတ်နဲ့ဝိုင်းလောက်ကြဖို့လိုပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့ပြင်ပလက်နက်ကိုင်အဖွဲ့အစည်းမှာတဲ့ပြည်သူ့အုပ်ချုပ်ရေးရန်ရန်နိုင်မဆွတ်ဖက်ရန်ပခုတ်ကူပါအတိပေးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်မကွေးတိုင်းပခုတ်ကူမြို့နယ်အတွင်းကပြင်ပလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ပြည်သူ့အုပ်ချုပ်ရေးရန်ရန်မှာဝင်ရောက်ဆွတ်ဖက်တာတွေမပြုတ်လောက်ကြဘူးအော်တိုဘာလ26ရက်မှာပခုတ်ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါကအတိပေးထုတ်ပြန်လိုက်ပါတယ်ပြည်သူဝန်ဆောင်မှုတွေကိုဆောင်ရွက်နေတဲ့အချိန်မှာပခုတ်ကူမြို့နယ်အတွင်းမှာရှိကြတဲ့ကျော်တော် MOD လက်အောက်ခံမဟုတ်တဲ့ပြင်ပလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကနှောက်ယှက်တာတွေရှိနေတဲ့အတွက်အခုလိုထုတ်ပြန်ရတာဖြစ်ပါတယ်လို့ပြောပါတယ်ပခုတ်ကူမြို့နယ်အတွင်းမှာလက်နက်ကင်ဆောင်ကြတဲ့တော်လှန်ရေးတပ်ဖွဲ့တွေဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့လက်အောက်ခံတိုင်ရင်တပ်ဖွဲ့တွေရှိတယ်လို့ NUG MOD လက်အောက်ခံကိုမဝင်မဲ့တီးခြားရက်တီကြတဲ့တော်လှန်ရေးတပ်ဖွဲ့တွေလည်းရှိနေတယ်လို့ဆိုပါတယ်အမျိုးသမီးကလေးနဲ့လူငယ်နဲ့ကလေးတူငယ်စောက်ချောက်ရေး MOWICA အဖွဲ့ဝင်တွေဟာဒေတာဖွံ့ဖြိုးရေးကိစ္စတွေပညာရေးကျန်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအပြင်ပြည်သူတွေအတွက်ထောက်ပံ့ကြေးတွေပေးဖို့ကိစ္စတွေဆောင်ရွက်ဖို့ပခုတ်ကူမြို့နယ်ထဲက NUG MOD လက်အောက်ကမဟုတ်တဲ့တီးခြားလက်နက်ကင်အဖွဲ့တွေရဲ့စိုးမိုးနယ်မြေတွေကိုကွင်းဆင်းကြတဲ့အခါမှာအဲ့ဒီလက်နက်ကင်အဖွဲ့ဝင်တွေကသူတို့ရဲ့စိုးမိုးနယ်မြေတွေကိုလာစရာမလိုဘူးဆိုပြီး MOWICA ရဲ့အဖွဲ့ကအမျိုးသမီးတွေကိုပြောလွှတ်လိုက်တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်ဗျနောက်မှာအခုတို့ဖြစ်စဉ်တွေမဖြစ်ပေါ်ဖို့ရည်ရွယ်ထုတ်ပြန်ရတာဖြစ်တယ်လို့ပြောပါတယ်အဲ့တော့ဒီသတင်းကိုအားလုံးကြားရတာစိတ်ထဲကိုဘဝင်ကြမှာမဟုတ်ပါဘူးဒါလုံးဝမဖြစ်တဲ့ကိစ္စပါဒါကြောင့်မို့လို့ကျွန်တော်တို့ပြောတာ MOD NUG ရဲ့အောက်ကိုမဝင်ဘဲနဲ့တီးခြားရက်တီတဲ့အဖွဲ့တွေအနေနဲ့ဟာတော်လှန်ရေးမှာအန္တရာယ်ဖြစ်လာနိုင်တယ်ဆိုတာကိုခဏတတိပေးပါတယ်အဲ့တော့လက်နက်ကင်ထားပြီးတော်လှန်ရေးလက်နက်ကင်ပြီးစစ်တပ်ကိုပြစ်တိုင်းတော်လှန်ရေးမဟုတ်ပါဘူးနော်ဒါကိုလက်နက်ကင်တပ်ဖွဲ့တိုင်းတိဖို့လိုတယ်ကျွန်တော်တို့ကတော့တော်လှန်ရေးပါကျွန်တော်တို့စစ်တပ်ကိုတိုက်နေပါတယ်ဆိုတိုင်းစစ်တပ်ကိုပြစ်တိုင်းတော်လှန်ရေးမဟုတ်ဘူးကျွန်တော်တို့တော်လှန်ရေးဆိုတာစစ်တပ်ကိုပြစ်တာမဟုတ်ဘူးနော်တော်လှန်ရေးပတ်သက်ကြောင်လှုပ်ဆောင်ရမယ့်ကိစ္စတွေအဝကိုလှုပ်ဆောင်တာလင်းတော်လှန်ရေးမြည်ထိုက်တာပါ
စစ်တပ်ကိုပြစ်တာတစ်ခုတည်းနဲ့တော်လှန်ရေးလို့អော်နေလို့မရပါဘူးဒါကိုတိဖို့လိုပါတယ်နောက်တစ်ခုရှိတာကဒီကနေ့ကနေကျွန်တော်တို့တောင်းဆိုချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့လက်ရှိနယ်ဒီမှာ NUG MOD အောက်မှာရှိတဲ့လက်နက်ကင်တွေရှိတယ်တိုင်းသား EROS တွေရဲ့ကုတ်ကဲမှုအောက်မှာနေတဲ့လက်နက်ကင်တွေရှိတယ်ပြီးတော့ချင်းတိုင်းသားအောက်ထဲနဲ့မဝင်ဘူး NUG MOD အောက်ထဲလည်းမဝင်ဘူးတီးခြားရက်တည်နေတယ်အဲ့တော့တီးခြားရက်တည်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့ကျွန်တော်တို့ပြောချင်တာကမြို့နယ်တစ်မြို့နယ်မှာ COC တစ်ခုလောက်တော့တီဆောက်ပေးစေချင်ပါတယ်ခင်ဗျားတို့တွေကင်ထားတာလက်နက်ဖြစ်တဲ့အတွက်နော်အဲ့ဒီထဲမှာဗျာအခုဥပမာဆိုရပါဆိုမင်းအောင်လှိုင်ရအောင် PDF တစ်ဖွဲ့ကိုဖွဲ့ပြီးစေလွှတ်လိုက်မယ်တော့မင်းတို့တွေ PDF အယောင်ဆောင်လိုက်ပြီးအပြတ်မောက်တွေလှုပ်လိုက်ကဲဘယ်သူရှင်းမလဲဘယ်သူတောင်းဝင်ခံမလဲနော်ပြီးရင် PDF တွေအပြတ်မောက်လှုပ်ပါတယ်ဆိုပြီးကဘာကိုထအောင်မယ်ဘယ်သူကတောင်းဝင်ယူဖြည့်ရှင်းမလဲဒါတွေကအများကြီးရှိပါတယ်ဒါကြောင့်မို့လို့ local အဖွဲ့တွေကိုကျွန်တော်တို့လေးစားပါတယ်တော်လှန်ရေးစိတ်သက်တဲ့လှုပ်နေတယ်ဒါပေမဲ့သိရမှာကငါတို့တပ်ဖွဲ့တဲ့လက်နက်ကင်ပြီးလှုပ်ချင်တာလှုပ်နေတာတော်လှန်ရေးမဟုတ်ဘူးဒါကိုသိရမယ်အဲ့တော့အ ਨੇ ဆုံးစစ်ကိုမြို့နယ်မှာ local ဘယ်နှဖွဲ့ရှိတယ်နော်ဒီအခုမကွေးတိုင်းဘယ်မြို့နယ်စသဖြင့်မြို့နယ်မှာ local 10ဖွဲ့ရှိဒီ10ဖွဲ့မဟာမိတ်ကြစ်လစ်ဆိုတော့တိစောက်ထားရမယ်နော်အဲ့တော့ local ချင်းလည်းမဟာမိတ်မရှိဘူး MOD အောက်ထဲလည်းမဝင်ဘူးတိုင်းနာ EAO အောက်ထဲလည်းမဝင်ဘူးတရွာကိုလူလေး10ယောက်လောက်လည်းလက်နက်ကင်ပြီးတော့တော်လန်ရေးလုံနေတယ်တကယ်ကစစ်တပ်စစ်ကြောင်းထိုးတဲ့ချိန်ကျရင်ကောင်းထွက်ပြေးတယ်ရွာကိုထားပစ်ခဲ့တယ်အဲ့တော့ကြံပစ်ခဲ့တဲ့ရွာပြည်သူတွေကဒီစစ်တပ်ကတပ်ဖြတ်တာမီးရှို့တာဖမ်းဆီးတာမျိုးစုံနှိပ်စက်တာတွေခံရတယ်ဒါကအဓိပ္ပာယ်လုံးဝမရှိတဲ့ကိစ္စနော်အဲ့တော့စစ်တပ်ကတော့တိတဲ့အတိုင်းဝင်လာအကောင်အမှုတ်ချိတ်နေမှာပဲသူတို့ရဲ့ရန်သူဆိုတာပြည်သူမှန်တယ်များဟာလက်ရှိစစ်တပ်ကရန်သူဖြစ်နေတာအဲ့ဒီအတွက်တော်လိုင်းအင်အားစုတွေအနေနဲ့ကိုကဖြစ်မြောက်လုံနိုင်တဲ့ data ဆိုရင်လုံပါဖြစ်မြောက်မလုံနိုင်မဲနဲ့ပြည်သူကြားတဲ့ဟန်ပြရုံတော့တွားပြီးတော့ဖော်ရှုံးမလုပ်ပါနဲ့နော်ဒါအရေးကြီးပါတယ်နောက်တစ်ခုကတော်လန်ရေးကိုတော်လန်ရေးနဲ့တူအောင်လုပ်ကြဖို့လိုတယ်လက်နက်ကင်ပြီးတော့ပါဝါထုတ်တာလို့စီးပွားရှာတာလို့လုတ်ပိုင်ခွင့်ဂွင်ရှာတာလို့ဆိုရင်တော့ကျွန်တော်တို့ဟာခွေးကိုတော်လန်ရေးနဲ့ကိုယ်တိုင်ခွေးပြသွားလိမ့်မယ်ဒါကိုသိဖို့လိုပါတယ်အဲ့တော့အခုဒီမှာဒီပခုတ်ကူပါဖတတိပေးထားတယ်လို့ပဲကျွန်တော်တို့က local တွေစိုးမိုးရတဲ့ရွာပေါ့ဗျာတဘောအခုဒီရွာမှာ MOD လည်းမရှိဘူးတိုင်းသားလက်EAO လက်အောက်ခံလည်းမရှိဘူးဒါပေမဲ့ local အဖွဲ့တစ်ဖွဲ့စိုးမိုးထားတယ်ဒီအဖွဲ့ကိုဒီရွာကိုဝင်လာတဲ့အဖွဲ့အစည်းဆိုတာစစ်တပ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းလားတော်လှန်ရေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းလားစစ်တပ်နဲ့ပတ်သက်နေလို့လုံခြုံရေးအရာပြည်သူတွေလုံခြုံရေးအရာစသဖြင့်အခုလိုမျိုးတားဆီးတယ်စစ်ဆေးတယ်ပြဿနာရှာတယ်ဆိုရင်တမျိုးတော်လှန်ရေးတွေနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတစ်ခုကဝင်ရောက်လာတယ်ဆိုရင်မဟာမိတ်အနေနဲ့လုံးဝလက်ခံရမယ်နော်ဒါဖြစ်တဲ့အရာဘာလို့ဆိုတော့ရန်သူမဟုတ်ဘူးလေတော်လှန်ဖက်သားအချင်းချင်းအဖွဲ့အစည်းဆိုရင်မဟာမိတ်အနေနဲ့လက်ခံရမယ်အဲ့လိုလက်မခံနိုင်ဘူးဆိုရင်ဒါဟာတော်လှန်ရေးစိတ်သက်မရှိဘူးလို့မှတ်ယူရလိမ့်မယ်နော်အရေးကြီးပါတယ်ဒါကြောင့်မလို့ local တွေအားလုံးကိုကျွန်တော်တို့မြစ်တာရက်ခံချင်တာကအနည်းဆုံးမြို့နယ်အဆင့်တော့ခင်ဗျားတို့ COC တိစောက်ပေးပါမဟာမိတ်ကိုကြစ်လစ်စွာလုပ်ပေးပါတဖွဲ့တစ်ဖွဲ့ကပြဿနာရှာမှာဆိုတဘောမြို့နယ်တစ်ခုမှာ10ဖွဲ့ရှိတယ်ဗျာ local 10ဖွဲ့ရှိတယ် local 10ဖွဲ့ကိုကျွန်တော်တို့ကတစ်ဖွဲ့ချင်းနေမယ်ဆိုရင်ဒီတစ်ဖွဲ့ပြဿနာရှာနေတဲ့ကြံတဲ့ဖွဲ့တွေကငါတို့လည်းမဆိုင်ဘူးပြောမှာပဲဒီတစ်ဖွဲ့လမ်းကြောင်းလွဲသွားတဲ့ကြံတဲ့ဖွဲ့တွေကငါတို့လည်းမဆိုင်ဘူးပြောမှာပဲဟော10ဖွဲ့ရှိတာ10ဖွဲ့လုံးကိုကျွန်တော်တို့ COC တိစောက်မယ်ကြစ်လစ်စွာနဲ့နော်ဒီမဟာမိတ်တွေအဖြစ်ခိုင်မာစွာယက်တိထားမယ်ဆိုရင်10ဖွဲ့မှာတစ်ဖွဲ့ကလမ်းကြောင်းလွဲလာမယ်မဟုတ်တာလုပ်လာတယ်ကြံတဲ့9ဖွဲ့ကထိန်းလို့ရတယ်အဲ့ဒါအရေးကြီးတယ်လက်နက်ကင်ထားတယ်ဆိုတာလက်နက်ကင်ထားတဲ့အဖွဲ့တိုင်းဟာတော်လှန်ရေးလို့တတ်မှတ်လို့မရဘူးလက်ရှိမြန်မာနိုင်ငံမှာပို့ဆိုးတဲ့လက်နက်ကင်ပြီးစီးပွားရှာတဲ့အောက်တန်းသားတွေတပုံကြီးနော်ခါနဲ့တနတ်ထိုးလိုက်ရင်တနတ်မရှိတဲ့ကောင်လူမထင်တဲ့ကောင်တွေတပုံကြီးဆိုတော့ဒါတွေဟာကျွန်တော်တို့ကကြိုတင်ကာကွယ်ဖို့လိုပါတယ်ဒါကြောင့်မလို့ local အဖွဲ့တွေအနေနဲ့ local အဖွဲ့ကိုဥဆောင်နေတဲ့ပုံကိုယ်တွေအနေနဲ့ကျွန်တော်တို့တောင်းဆိုချင်ပါတယ်အဲ့ဒါကအများကြီးမဟုတ်ပါဘူး NUG အောက်ထဲကိုဝင်ပါဒါမှမဟုတ်ရင်တိုင်းသား EAO အောက်ထဲကိုဝင်ပါဒါမှမဟုတ်ရင်တော့ခင်ဗျားတို့မြို့နယ်တစ်မြို့နယ်မှာအ ਨੇ ဆုံးဘယ်နှဖွဲ့ရှိကြစ်လစ်ဆိုတာမဟာမိတ်စုဆောင်းပေးပါလို့စုစည်းပေးပါလို့တောင်းဆိုချင်ပါတယ်ဒါပြည်သူအတယောက်အနေနဲ့တောင်းဆိုတာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့စစ်အာဏာသိမ်းပြီးနောက်ခရီးတွားလုပ်ငန်း90ရာခိုင်နှုန်းတာလဲပတ်နိုင်တော့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်တော်သေးတာပါ90လဲနေသေးလို့အမှန်တကယ်ဆိုတခုမှမလဲရမှာမြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းထားတဲ့9နှစ်တာကာလအတွင်းခရီးတွားလုပ်ငန်း90ရာခိုင်နှုန်းတာလဲပတ်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံခရီးတွားလုပ်ငန်းရှင်များအသင်းကနေသိရပါတယ်ပြည်တွင်းမှာနယ်မြေဒေသလုံခြုံမှုမရှိတာကြောင့်ပြည်တွင်းခရီးတွားအပြင်ပြည်ပခရီးတွားတွေပါတွားရောက်လဲပတ်မှုမရှိတော့ဘူးလို့သိရပါတယ်ပြည်တွင်းခရီးတွားအများစုကလည်းပွဲတော်ကာလရက်မှန်တာလဲပတ်လက်ရှိတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံခရီးတွားလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူကကိုဗစ်ကာလမတိုင်ခင်နဲ့နှိုင်းယှဉ်ရင်တော့ဒီ9နှစ်အတွင်းမှာတဝက်လောက်ပဲရောက်သေးတယ်အရင်အခြေအနေကိုပြန်မရောက်သေးဘူးဒီဘက်ကနေအဝင်ကြတော့နဲသေးတာပေါ့ထင်တယ်လို့တိုးတက်မှုမရှိဘူးလာတယ်ဆိုရုံလောက်ပဲရှိတာဒေတာတွင်းလုံခြုံရေးဆိုင်ရာအခက်အခဲတွေရှိနေတော့ခီးတွားလုပ်ငန်းကမတိုးတက်လာဘူးလို့ပြောပါတယ်ပြည်တွင်းပြည်ပခီးတွားအဲ့တဲ့အများစုဟာပကံချောင်းတာငွေဆောင်တောင်ကြီးအင်းလေးကလောနဲ့ကြိုက်ထီယိုဖျားကိုအများဆုံးတွားရောက်ကြတယ်လို့သိရပါတယ်မြန်မာနိုင်ငံခီးတွားလုပ်ငန်းရှင်များအသင်းအနေနဲ့စစ်တပ်ကကျင်းပတဲ့တရားမဝင်ရွေးကောက်ပွဲအလွန်ကာလမှာတိုးတက်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်းပါတယ်ဒါဆိုရင်တော့စစ်တပ်ကရွေးကောက်ပွဲအောင်မြင်မယ်လို့ကြိုတင်ခန့်မှန်းတာနဲ့အတူတူပေါ့နော်အဲ့တော့လောက်ပါသူတို့လည်းသူတို့ကန်စွမ်းညံစွမ်းရှိသလားသူတို့စ조사လိုက်မယ်သူတို့အာဏာရဖို့အတွက်ဘာလို့ဆိုတော့ရှင်းတယ်လေသူတို့ဒီလက်ရှိရွေးကောက်ပွဲကနေနိုင်ငံရေးထွက်ပြီးတော့တရားမဝင်မှုကနေတရားဝင်မှုဖြစ်မှသူတို့အတက်တွေသူတို့ဘဝတွေသူတို့စီးစိမ်တွေအာမခံချက်ရမှာအဲ့လိုမဟုတ်ဘဲနဲ့သူတို့ရဲ့တရားမဝင်မှုကိုတရားဝင်မှုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်အဲ့ဒီတရားမဝင်မှုကြောင့်သူတို့ရဲ့ဘဝသူတို့ရဲ့အသက်သူတို့သားသမီးညီကောင်မောင်တို့မှဆွေမျိုးသားချင်းရဲ့စီးစိမ်ဥစ္စာအကုန်လုံးဟာ
အာမခံချက်မရှိတဲ့ဘဝရောက်မှာဘာဖြစ်လို့လဲသူတို့စလှုပ်ထားတဲ့ကတရားမဝင်တဲ့အလုပ်ကိုလှုပ်ထားပြီးတော့ဥပဒေမဲ့နိုင်ငံကိုပုံကန်ထားတာတင်မြေကြီးရှင်ရွှေထီးဆိုတဲ့အလုပ်ကိုမင်းအောင်နိုင်တို့ကလှုပ်ထားတာဖြစ်တဲ့အတွက်သူတို့ရှုံးတာနဲ့သူတို့ဟာသိလမ်းမဲ့ဒါကြောင့်မလို့သူတို့လည်းအစွမ်းကုန်စူးစမ်းလိုက်မယ်အဲ့တော့ရွေးကောက်ပွဲကနေနောက်ဆုံးတရားမဝင်မှုရအောင်လုပ်လိုက်မယ်အဲ့ဒီအပေါ်မှာတော်လိုင်းအင်အားစုတွေဘက်ကဘာလုပ်နိုင်မလဲဘလို့ဟန်သားနိုင်မလဲဘလို့တိုက်ဖြတ်နိုင်မလဲဒါတွေကအချိန်တိုင်းအဖြစ်ပေါ်လာပါလိမ့်မယ်เนาะအဲ့တော့ဘလို့ဖြစ်ဖြစ်ပြည်သူတွေကတော့စောင့်မျှော်ကြည့်နေပါတယ်ဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့ရဲ့သတင်းတွေကိုအစအနေဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတို့တယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်အခုလို့ကျွန်တော်တို့ရဲ့သတင်းတွေကိုသတင်းပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Messenger နဲ့ဆက်သွယ်ပြီးပေးလို့ရပါတယ်เนาะဟုတ်ကဲ့ပါမင်္ဂလာညချမ်းပါခင်ဗျာဘေးပြဝေး